ဒီဝါချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေကအဆောင်နှက်တွေရဲ့မေတ္တာလည်းရအောင်ယူရတယ်အဆောင်နှက်တွေမရှိဘူးလားကိုယ်ဆောင်နှက်တို့အိမ်ဆောင်နှက်တို့ကျောင်းဆောင်နှက်သစ်ပင်ဆောင်နှက်ရှိလားမရှိဘူးလားကိုယ်ဆောင်နှက်ကဘာမှနေကိုမနေတယ်ဆိုဒီလောက်နန်းဆိုဘယ်သူကနေမှာနော်နတ်တွေကအသန့်ကြိုက်တယ်လေဒါကြောင့်မို့ဘုရားတရားလာနိုင်တော့စက်နိုင်ကြုံမှလာနာလေကိုမနေတယ်ဆိုတော့ကိုနဲ့ကပ်ပြီးနေတယ်ကိုနဲ့ကပ်နေဟိုအိမ်နံတော်လဲတွေ့နေရမှာမလို့အဲ့လိုမဟုတ်ဘူးလေနော်ကိုရဲ့အနီးနားမှာကိုကိုစောင့်ကြည့်ပြီးနေတဲ့သဘောကိုစောင့်နှက်လို့ခေါ်တာကိုကိုစောင့်ရှောက်နေတဲ့နတ်တွေကိုပြောတာလေတဆူတည်းမဟုတ်ဘူးနော်အများကြီးရှိတယ်အများကြီးရှိမျက်လုံးပေါင်းမြောင်များစွာနဲ့ရှိတယ်နတ်တွေကလေကောင်းတဲ့နတ်တွေလေဆိုးတဲ့နတ်တွေလေရှိတာလေကိုစောင့်နှက်တဆူတည်းမဟုတ်ကိုနားမှာနေတာတစ်ပင်ဆောင်နှက်လည်းမရှိဘူးလားတစ်ပင်ဆောင်ပမာနေတယ်တစ်ပင်ဆောင်တော့တစ်ပင်နေမှာတစ်ပင်မှာတွဲလောင်းလင်းသွားနေတာမဟုတ်ဘူးနော်တစ်ပင်နဲ့ຫນွယ်ပြီးတော့နေတယ်တစ်ပင်ဆောင်နှက်မှာ2မျိုးရှိတာခဒေဝအကိုင်းကိုမိပြီးနေတဲ့နတ်ရဲ့ရုက္ခဒေဝအပင်တပင်လုံးကိုမိပြီးနေတဲ့နတ်ဆို2မျိုးရှိတာခဒေဝအကိုင်းကိုမိနေဆိုအဲ့အကိုင်းလေးနဲ့နမိတ်ယူပြီးတော့အဲ့မှာဘုံပိတ်မှန်နဲ့နေတာအဲ့လိုတဲ့ဟိုလိုအကိုင်းလေးတွဲလောင်းခိုးပြီးနေတာပြောတာမဟုတ်ဘူးနော်အဲ့နမိတ်လေးယူသူ့ဘုံပိတ်မှန်နဲ့အဲ့တော့တာခဒေဝအကိုင်းကိုမိပြီးနေတဲ့နတ်ကတရားရောက်ကတစ်ပင်ခုတ်တယ်ဆိုအကောင်တကရုံတုံးပြီးအကိုင်းကိုခြိုင်လိုက်တာရှိလားမရှိဘူးလားအဲ့ဒါဆိုသူ့မှာအကိုင်းမိပြီးနေတဲ့နတ်ကအကိုင်းတစ်ခုမှမဖြစ်သူနေလို့မရဘူးကြောက်တချို့ကတစ်ပင်ခုတ်လို့ရှိရင်တကိုင်းလောက်တော့ခြံသားဟေးအဲ့ဒါကနတ်နေကိုင်းဆိုတဲ့စကားကြားဘူးလားအေးအဲ့ဒါနတ်ကိုမိပြီးနေတဲ့နေသွားမထိနဲ့နတ်နေကိုင်းဆိုတာလေသဘောပေါက်လားနတ်နေကိုင်းကြားဘူးတယ်မဟုတ်လားတို့တွေလုံးဝထိလို့မရတဲ့သူတွေကိုအဲ့ဒါလိုတင်စားပြီးတော့လေဒီပုဂ္ဂိုလ်ကတော့နတ်နေကိုင်းပဲဟေးသူ့သွားထိလို့မရဘူးဆိုတော့ဆရာမကြီးတော်နင်းဝေသွားမလုံးနဲ့အဲ့နတ်နေကိုင်းဆိုပြီးတော့သူကအဲ့လိုပြောတာထိလို့မရတဲ့သူစွမ်းအားတွေရှိတယ်တရားနတ်နေကိုင်းတစ်ပင်နေမှာတကိုင်းလောက်တော့ခြံထားနတ်နေကိုင်းလေးသွားမခုံနဲ့ဆိုအဲ့ဒါပြောတာတာခဒေဝလေရုက္ခဒေဝဆိုတပင်လုံးကိုမှီပြီးနေတာဆိုအမြစ်ကလှန်လိုက်အဲ့နတ်ကနေစရာမရှိဘူးဒါကြောင့်တို့တွေတစ်ပင်အကြီးတွေမလွတ်လွတ်ခုတ်တော်မယ်ဆိုသွားပြီးတော့ညရသွားပြီး request လုပ်ရတယ်မေတ္တာသွားမေတ္တာရက်ခံဒီပင်ကိုမနဲ့ဖျားတယ်မှာမလွတ်လွတ်ဒီတစ်ပင်ကြီးကိုဖယ်ခြင်းလို့ပါနေရာလေးတနေရာရှာပြီးနေပါလို့တရက်လောက်သွားပြောရတယ်အဲ့လိုလွှဲတဲ့ကတချို့နတ်တွေကရှာလို့မရအိမ်မက်လာပေးတယ်သူ့အတွက်အပင်နေရတနေရပေးပါလို့အဲ့တပင်နေရပြန်စိုက်ပေးရတယ်အဲ့မှာသွားပြီးနေရတချို့လည်းမဖယ်ပေးဘူးရှင်မြတ်အခုမှရောက်တာတပည့်တော်ဒီတစ်ပင်မှာနေတာကြာပြီဆိုတချို့နတ်တွေလည်းရှိတယ်မရဘူးအဲ့လိုဆို request လုပ်တာတချို့ကြောင့်ကမ္မဝါစာနဲ့ဖယ်ရတာရှိတယ်ကြာတဲ့အခါကျသူကဘုံပိတ်မှန်ကြီးလာတာရှိတယ်ပြောချင်တာကတစ်ပင်ကိုမှီပြီးနေရတဲ့နတ်တွေကတစ်ပင်စောင်းနတ်တွေလေအိမ်စောင်းနတ်ကျောင်းစောင်းနတ်ရှိလားမရှိဘူးလားကိုဆောင်နတ်ရဲ့တစ်ပင်ဆောင်နတ်ရဲ့အိမ်ဆောင်နတ်ရဲ့ကျောင်းဆောင်နတ်ရဲ့ဆိုတော့ယုတ်ကစိုးနတ်တွေရောမရှိဘူးလား